ဒါတော့ after market ပေါ့နော် after market ပါafter market နဲ့ OEM နဲ့ပါကွာလဲဆိုတော့ကွာပါတယ်တော်ရုပ်ကွာပါတယ်အရွယ်စား size ကကွာတယ်ဒီအပေါက်တွေကတော့အတူတူပါပဲဒါပေမဲ့အရွယ်စားတူကွာတယ်ရ bushing တွေပုံစံလေးကွာတယ် original ကတန် bushing တန် bushing တန် bushing တန်အဲ့လိုလာပေါ့ဒီအဝေးမှာတော့အောက်မှာတန်မယ် bushing လာမယ်ပြင် bushing လာမယ်ပြင်တန်ဒါပဲဆိုတော့ original နဲ့ကွာတယ်နော်ပြီးတော့အပေါ်က nut လဲဒါကြတော့ standard ဖြစ်သွားပြီ standard အသေးတယ် original ကတော့32 mm ဆိုတော့ကွာပါတယ် original အများကြီးကွာတယ်ဆိုတော့စမ်းသုံးကြည့်တာပေါ့မကောင်းလဲ original ပဲပြန်သွားမယ်